Okay ဒီနေ့မှာ Matic ရဲ့ auto simulation အကြောင်းပြောပြရအောင်เนาะကျွန်တော်ဒီ Matic ရဲ့ auto simulation อ่ะဆိုရင်ကျွန်တော်တို့ဒီလိုမျိုး scanner ဝယ်ပြီးဆိုရတဲ့ free သုံးလို့ရပါပြီMatic auto simulation အကြောင်းသိပြီးသားလူတွေလည်းရှိရပါတော့မသိသေးတဲ့လူတွေအတွက်အကြမ်းပြောရမယ်ဆိုရင်တော့သူ simulation ဆိုတဲ့အတိုင်းပဲ patient အနေနဲ့ဒီ auto ပေါ့เนาะဒီ case တွေ scenario ဘယ်လိုမျိုးဖြစ်သွားနိုင်လဲဆိုတာကိုconsole လုပ်တယ်ပြီးရင် patient တွေရဲ့ trust ယူပြီးတော့case acceptance ပေါ့เนาะပို့ပြီးတော့လက်ခံနိုင်တယ်ပေါ့เนาะဒါမျိုးပေါ့เนาะသူကအဲ့လိုမျိုးသုံးပြလို့ရအောင်ထည့်ပေးထားဖြစ်ပါတယ်ကျွန်တော်တို့ဒီ Matic auto simulation လုပ်မယ်ဆိုရင်ကျွန်တော်တို့ကလစဉ်ကြီးတွေနှစ်စဉ်ကြီးတွေလည်းပေးကြမလို့scanner ဝယ်ပြီးဆိုတာနဲ့ account ဖွင့်သုံးလို့ရပြီပေါ့ okay ကျွန်တော်အခုတင်ပြပါမယ်ဒီနေ့မှာကျွန်တော်ဒီမှာ scan ဖတ်ထားရပေါ့နော်ဒီကောင်ကတော့ဒီမှာပြထား scan တော့ကျွန်တော်ဒီမှာ i900 ပေါ့နော် classic လေးနဲ့ဖတ်ထားတယ်ဒီ scan ဖတ်တာတော့ကျွန်တော်မပြတော့ဘူးเนาะနောက် video မှာတက်တက်ပြပေးမယ်နောက် auto simulation ကတော့ကျွန်တော်တို့ဒီသူ့ရဲ့ install လုပ်ထားမှာပေါ့နော်auto simulation ဒီမှာရှိမယ်Okay scan ဖတ်ပြီးဆိုတာနဲ့ဒါလေးဝင်လိုက်တာနဲ့ဒီ auto simulation စပြီးပြလိုက်ရပါပြီ Okay continue working ပေါ့နော်ကျွန်တော်ဒီမှာ Okay ဒီမှာဆိုကျွန်တော်တို့ကဒီ upper lower ပေါ့နော် masala mati ပဲသူတစ်ခါရွေးပြီးသားပေါ့နော် confirm နဲ့နှိပ်လိုက်အောင်ပဲပြီးရင်ကျွန်တော်တို့ကဒီမှာ midline လေးပြန်ရွေးပြရမှာပေါ့နော်ဒီ software အသုံးပြုအောင်အသေးစိတ်ကိုတော့ကျွန်တော်ဒီ video ထဲမှာတော့ထည့်ပြီးတော့မပြောတော့ဘူးပေါ့နော်ဘာလေးပါလဲပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်ပြောပြသွားပါမယ်အသေးစိတ်သိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီဦးတော်စင်မြန်မာကိုပဲထုံးစံတိုင်းဆက်သွယ်လိုက်ပေါ့နော် Okay ဒီမှာဆိုကျွန်တော်တို့ကဒီမှာမြင်ရမှာက scenario ဘယ်နှခုထည့်မလဲသွားတွေဘာလုပ်မလဲပေါ့နော်သွားနှုတ်မလားဥပမာ crowded ဖြစ်နေတဲ့သွားဆိုရင်ကျွန်တော်တို့ကနှုတ်လို့လည်းရတယ်တကယ်ပြီးကျွန်တော်တို့ကဒီသွားပြောင်းနေတယ်ဆိုရင်လည်းဒီသွားပြောင်းနေဆိုတဲ့အကြောင်းပြောပြလို့ရတယ်နောက်ပြီးကျွန်တော်တို့ရွေးနေတဲ့သွားကိုလည်းတိကျသတ်မှတ်ပေးလို့ရတယ် Okay ကျွန်တော်နောက်ပြီးတော့ဒီဘက်မှာ scenario 1 2 3ပေါ့နော်3ခုလောက်ထိကျွန်တော်တို့ထည့်ပေးလို့ရတယ် scenario 1 2 3ကတော့အဓိကတော့သူဖြစ်နိုင်မဲ့ possibility ပေါ့နော်ဥပမာနံပါတ်24ကို24ကိုနှုတ်လိုက်တဲ့sorry 24နှုတ်လိုက်ချိန်ကြရင်ဘယ်လိုဖြစ်သွားမလဲနောက်ဘယ်လိုပေါ့နော်အဲ့လိုမျိုးပေါ့ဖြစ်နေကြရင်ဖြစ်နိုင်ခြေလေးအမျိုးမျိုးပေါ့နော်ကျွန်တော်တို့ကထည့်လို့ရတယ်ဒီနေ့မှာကျွန်တော်1 2နှစ်မျိုးလုပ်ပြရမှာပေါ့နော်ခွေနံပါတ်1ကတော့ကျွန်တော် scenario 1ကတော့ကျွန်တော်ဘာမှမလုပ်ဘူးဒီတိုင်းပဲတန်းပြီးတော့သူ့ကိုရွှေ့ပြမယ် Okay ဒီမှာကျွန်တော်Okay နံပါတ်2ကတော့ကျွန်တော်သွားလေးနှစ်ချောင်းလောက်ကိုနှုတ်လိုက်မယ်ပေါ့နော်ဒါဆို14နဲ့25ကိုကျွန်တော်နှုတ်လိုက်မယ်နော် about Okay ဒီ low ကတော့ကျွန်တော်ဘာမှမလုပ်တော့ပါဘူးဒီတိုင်းပဲရွှေ့လိုက်မယ်ဟိုကျွန်တော်ဒီသုံးထားတဲ့ model ကတော့ဒီမှာပေါ့နော် T-bike ဖြစ်နေတဲ့ကောင်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်ကသုံးပြီးတော့လုပ်ပြထားပါ Okay ဒီမှာ confirm ပေါ့နော်ဒီ confirm နှိပ်လိုက်ပြီဆိုတော့ scenario 1 2ကတခါတည်းကြာလာမှာပေါ့နော်ဒါခဏလောက်တော့စောင့်ပေးရပါဘောဒီနေရာမှာကျွန်တော်တို့ computer ရဲ့ဒီ RAM တွေgraphic တွေပေါ်မူတည်အနေငယ်တော့အချိန်လေးတော့ကွာဟမှုတော့ရှိနိုင်တယ်ကျွန်တော်ဒီသုံးထားတော့ Mac နဲ့ပေါ့နော် Apple နဲ့သုံးထားပါ Okay သူကဒီမှာဆိုရင်သူကဖြစ်နိုင်တဲ့သွားကိုတခါတည်း AI နဲ့ generate model လုပ်ပေးနေပြီ Okay သူကပြီးရင် model လေးတစ်ခုကြာလာမှာပေါ့နော်တခါ scenario 1 2ကိုကျွန်တော်တခါကြည့်လို့ရပါမယ်Okay ဒါဆိုရင်ကျွန်တော်တို့က scenario 1ပေါ့နော်ဒီဘက်ဘေးမှာမြင်မှာဆိုရင် scenario 1ဒီမှာ scenario 2ပေါ့နော်အခုက scenario 1ပေါ့ဒီမှာကျတော့ before after ကြည့်လို့ရပြီကျွန်တော်တို့ကဒီလိုကနေပြီးဒီလိုဖြစ်သွားမှာပေါ့ဒါညီသွားမှာပေါ့နော် Okay နောက်ပြီးတော့ဒီ hash time တွေပြောင်းလို့ရမယ်ဒီတစ်ခုချင်းစီကြည့်လို့ရမယ်ဘေးဘိုက်တွေပြန်ကြည့်လို့ရမယ်ဘေးဘက်တွေဘယ်လိုရွေ့သွားပါတော့ဒီမှာဆိုလိုမျိုးoverbite ပေါ့နော် T-bike ကြီးဖြစ်နေရတယ်ကျွန်တော်ဒီလိုမျိုးဖြစ်သွားပြီပေါ့ Okay ဒါမျိုးလေးပေါ့နော်အသွားလေးတွေ Okay နောက်တစ်ခုကကြတော့ကျွန်တော်တို့က scalping ပေါ့နော် scalping ကတော့ဒီသွားတွေကိုပြန်ပြီးတော့လူတို့ပို့ရှော့ပေါ့နော်ပြန်ပြီးတော့edit တွေပဲလုပ်လို့ရပေါ့နော်ကျွန်တော်ဒီမှာသွားပုံစံပြန် edit လို့ရတယ် Okay မလုပ်ချင်လဲဒီတိုင်းပဲပြလို့ရပါတယ်ပြီးရင်ဒီမှာကျွန်တော်တို့ကဒီ2 movement data ကိုလည်းကျွန်တော်တို့ပြန်ပြီးကြည့်လို့ရတယ် upper lower ပေါ့နော်Okay နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီမှာသွားကိုပြန်ရွှေ့မယ်ပေါ့နော်ဒီအဆင့်မှာဆိုရင်ကျွန်တော်တို့ကသွားတွေကိုကိုလိုသလိုရွှေ့လို့ရတယ်ဒီကတော့ဒီပြောင်းရ data ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီသွားလေးကဘယ်လိုလေးရွှေ့ခြင်းလဲပေါ့နော်ပို့ပြီးတော့ဘယ်လိုမျိုးimages ပေါ့နော်ပို့ဖြစ်ချင်ပေါ့ကျွန်တော်တို့ဒီမှာရွှေ့လိုက်မှဆိုရင်သတိထားမိတာမသိတော့ changeable ပါတာလိုက်ရွေ့တယ်ပေါ့နော်
gingerbread လေးပါလိုက်ကြပြီတော့နော် okay ဒါမျိုးသူက animation တစ်ခါလေးပြပြီးတော့ gingerbread လိုက်ကြပြီ okay နောက်တစ်ခုကတော့ဒီမှာအသုံးဝင်တဲ့ဟာတစ်ခုကဘာလဲဆိုတော့ IPR ပါမယ်IPR ကကျွန်တော်ဆရာတို့ဘယ်လောက်ထိ IPR စားလိုက်လဲပါလဲပေါ့နော်အဲ့ဒီကောင်ကိုကျွန်တော်တို့ကကြည့်လို့ရမယ်တစ်ခါလေးသူကရွှေ့ပြပြီးတော့ကျွန်တော်မှာ 0.4 mm အထိကိုသူကလုပ်ပြီးလို့ရပါပေါ့နော် okay ဒါဆို IPR ရွှေ့လိုက်ပြီပေါ့နော်နောက်တစ်ခုကတော့ကျွန်တော် spine line ပေါ့နော် guideline လေးပေါ့ guideline ကိုပြန်ပြီးတော့ကျွန်တော်ပြန်ညှိလို့ရမယ်ဒါလုံးကိုလို့သလို nation ရဲ့မော်မူတီပြီးတော့ပြန်ပြီးတော့လုပ်လို့ရမယ် okay ဒါဆိုရင် nation ပြောင်းသွားပါတော့ကျွန်တော်ဒီမှာဆိုရင်ပြောင်းသွားတာကိုတီးတာမြင်ရပါတော့ဒီ gingerbread ပုံတွေပါတစ်ခါရွှေ့သွားမယ် okay နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ byte တွေပေါ့နော် occlusion တွေပဲနားမှာမိနေလဲဆိုတာတော့ကျွန်တော်တို့ပြန်ပြီးကြည့်လို့ရပါတော့ဒီမှာနားဆိုအစိမ်းလေးတွေ occlusion တွေရှိတယ်ပေါ့ okay နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာ animation view ပေါ့နော်ဒီ animation view ကတော့ကျွန်တော် patient အနေနဲ့ပြန်ပြီးတော့ဒီပြလို့ရရပါတော့ဘယ်လိုမျိုးပြောင်းသွားမလဲဆိုတာကိုတစ်ခါလေပြလို့ရပြီ okay ဒါဆိုတွားလေးတွေဘယ်လိုရွှေ့သွားမလဲပေါ့နော်ဒါဆိုမေးရိုးလေးပဲတစ်ခါလေချောင်းသွားတယ် okay ဒါကတော့သူ auto simulation မှာကျွန်တော်ပြလို့ရတဲ့ဟာပေါ့နောက်တစ်ခုကတော့ကျွန်တော်ဒီမှာ step လေးတွေခွဲပြီးတော့ပြန်ပြလို့ရမယ်ဟောကျွန်တော်ဒီမှာ20 step ပဲထားပါ confirm ပေါ့နော်ဒီမှာဆို step တစ်ခုစီအလိုက်ကိုကျွန်တော်တို့ပြန်ရွေးပြီးတော့ပြပေးလို့ရပြီနော်ရွှေ့သွားမှလေးတွေ okay နော်ပြီးရင်ဒီကောင်လည်းကျွန်တော်တို့ကဒီ matic link နဲ့ export ထုတ်ပြီးတော့ကျွန်တော်တို့ mockup တွေပါလည်းပြန်ပြီးတော့အသုံးပြုလို့ရမယ်ပေါ့နော်ဒါလေးတွေကတော့ other feature လေးတွေပေါ့နော်ဒီမှာဆိုရင်ကျွန်တော် scenario 1 2ကိုတစ်ခါတည်းအကုန်လုံးကိုပြန်ပြလို့ရမယ်ပေါ့နော် scenario 2ဆိုရင်ဘယ်လိုဖြစ်သွားမလဲဒီမှာဆိုသွားလေးနှုတ်လိုက်တာကျွန်တော်မြင်ရမယ်နော်နားလေးမှာသွားလေးနှုတ်လိုက်တယ်ပေါ့ဒါဆို option ရသွားနှုတ်လိုက်ရင်ဘယ်လိုဖြစ်သွားမလဲရိုးတန်းတန်းပဲဆွဲလိုက်ဘယ်လိုဖြစ်သွားမလဲเนาะစသဖြင့်အဲ့လိုမျိုးကျွန်တော်ပြလို့ရပါတယ်နောက်တစ်ခုကတော့ဒီပြီးတဲ့ animation တွေပါအကုန်လုံးကျွန်တော်တို့ patient တွေစီပြန် share လို့ရမယ်patient တွေကကြည့်ပြီးတော့ဗောနော်သူပြန်ပြီးတော့ဒီပြန်ဆင်ကျင်လို့ရမယ်เนาะသူ case ကဘယ်လိုမျိုးရှိမလဲဆိုတာပေါ့ဒါတော့ကျွန်တော်တို့ share လို့ရတဲ့ဟာလေးပေါ့နော်ဗီဒီယိုလေးတွေတော့ပုံလေးတွေပေါ့စသဖြင့်ကျွန်တော်တို့ပြန်ပြီးကြည့်လို့ရပါမယ်ပုံလေးတွေဒီလိုဗီဒီယိုလေးတွေပြန်ပြီးတော့ patient တွေ share လိုက်လို့ရပါတယ် okay ဒါကတော့ကျွန်တော်တို့ဒီ matic မှာပါဝင်တဲ့ဒီ auto simulation ဗီဒီယိုလေးရဲ့ဒီပေါ့နော်အကြမ်းမြင်လေးပေါ့နော် okay ဒါကျွန်တော်တို့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဆရာတို့အတွက်အဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်